Hey တက္ကရာ388ခုနှစ်မြန်မာပြည်သူတင်ကြံရောက်ပြီ Hey Hey တက္ကရာ388ခုနှစ်မြန်မာပြည်သူတင်ကြံရောက်နေပြီအရင်နှစ်တင်ကြံတွေမှာတငယ်ချင်းတွေအားလုံးရှိခဲ့တဲ့ဒီနှစ်တော့မတွေ့ရတော့တဲ့မျက်နာတွေများလာပြီဘဝလမ်းတွေမတူတော့လို့တယောက်တလေမတူတော့လို့ဘဝလမ်းတွေမတူတော့လို့တယောက်တနေရာဝေးသွားကြသင်ချမ်းရည်တွေကြားထဲမှာအမတ်တရားတွေပြန်ပေါ်လာလဲမရှိဆိုင်သူလဲမရှိစိတ်ကူးတွေကိုလမ်းမပေါ်ချောက်ကတိတ်ဟောင်းရင်ဆိုတဲ့ချမ်းရဲ့ပြီးတော့ချောက်တဲ့ပြင်ချမ်းလမ်းပေါ်ထွက်ပြီးရှင်နေအေးသွားအောင်ဒါဟာမြန်မာပြည်သူတင်ချမ်းဒါဟာမြန်မာပြည်တင်ချမ်းပဲနောက်တဲ့ကြံရောက်တဲ့မရှိဆိုင်သူလည်းမရှိလမ်းမပေါ်ချောက်ကနေရေမဆိုတဲ့သင်ချမ်းရဲ့ပတောက်ချောက်တဲ့သင်ချမ်းပြီးတောက်ချောက်တဲ့သင်ချမ်းဒီနကအဖို့မဆုံးတဲ့သင်ချမ်းဒါဟာမြန်မာပြည်သူသင်ချမ်းဒါဟာမြန်မာပြည်သင်ချမ်းပဲတယောက်တည်းဖြစ်နေတော့လေမျက်ရည်တွေကိုသင်ချမ်းရည်သို့စီအတိတ်ရဲ့နှွေမီးရဲ့ဆောင်းရာသီရဲ့ရင်ထဲမှာကြံနေသေးလေမတောင်းတွေပွင့်နေပြီဘန်သူလည်းမရှိဆိုင်သူလည်းမရှိလမ်းမပေါ်ချောက်ကနေရေမဆိုတဲ့သင်ချမ်းရဲ့ပြီးတော့ချောက်တဲ့သင်ချမ်းဒီနကအဖို့မဆုံးတဲ့သင်ချမ်းဒါဟာမြန်မာပြည်သူသင်ချမ်းဒါဟာမြန်မာပြည်သင်ချမ်းပဲသင်ချမ်းရည်တွေစိုးနဲ့အတိတ်တွေကိုစေးကြောမယ်နောက်နှစ်သင်ချမ်းရောက်တဲ့အခါပြန်တွေ့နိုင်မလားမသိဘူး